ပုံမြင်လေးနာမည်ကတနာစရာခွေးကိုကြီးတဲ့တခါကအင်တန်ဆင်းရဲတဲ့ခွေးကိုကြီးတစ်ကောင်ရှိတဲ့သူ့မှာဝစ်စရာဆိုးလို့စုပ်ပြတ်တက်နေတဲ့အဝတ်စုပ်တွေကိုမှအချီမြင်လေးတွေနဲ့မနဲ့တွဲထားရတဲ့အင်ကြီးအိုကြီးတစ်ထဲပဲရှိတယ်စီးထားတဲ့ဖက်နှက်ကလည်းပါးလွှာလုံးလို့လမ်းလျှောက်လိုက်တိုင်းလမ်းပေါ်ကဂဲလုံးလေးတွေကိုတောင်ခြေပွားမှာတစ်စစ်စစ်ခံစားနေရတာပေါ့အေဂျီယာချင်းမရှိတာမို့ညာဘက်ဆိုရင်ပန်းချန်တွေကခုံတန်းလျားပေါ်မှာပဲအိတ်ဆက်ရရှာတယ်ဒီခွေးကိုကြီးဟာတနေ့တာလုံးကိုအမိုက်ပုံးတွေထဲမှာပစ္စည်းရှာရင်တစ်ချိန်ကုန်ဆုံးလေးရှိတယ်အမိုက်ပုံးတွေကရတဲ့ကျိုးစာလေးတွေကျဲသီးလေးတွေကိုလမ်းသားလမ်းလာတွေပြန်ရောင်းပြီးရတဲ့ပဲပြားလေးတွေနဲ့ဝမ်းရည်ကိုဖြည့်ရှင်းရတာပေါ့အဲ့လိုနဲ့သူ့မှာအကျင့်တစ်ခုရှိတယ်အမြဲတမ်းလမ်းသားလမ်းလူသားလမ်းဘေးတစ်ချောင်းမှာနှာခေါင်းလေးရှုပ်ရှုံးနဲ့ရောင်းလို့ရမယ့်ပစ္စည်းများရှိမလားလို့လိုက်ရှာတတ်တယ်ရှာနေရင်းနဲ့ပဲတနေ့မှာတော့ရေမြောင်ထဲမှာကြာနေတဲ့ရွှေလက်စွပ်တကွင်းကိုကောက်ရပါလေရောဟာငါကန်စားတော့ပွင့်ပြီးဟေ့လို့ခွေးကိုကြီးကမတ်တအားရအောင်ဟစ်လိုက်တယ်ဒီလက်စွပ်ကအိတ်ကန်နာတကိုးရှင်လက်စွပ်ပဲဖြစ်ရမယ်ခွေးကိုကြီးကလက်စွပ်ပုတ်လိုက်ပြီးငါအင်ကြီးအစ်တစ်ထဲလို့ကျင်နေဖက်နဲ့အစ်တစ်စုံလို့ကျင်နေပြီးတော့နေစရာအိမ်လေးတစ်လုံးလေးလို့ကျင်နေဒီစွတ်တောင်းနေအားလုံးခုချက်ချင်းပြေပါစေလို့စွတ်တောင်းလိုက်တာပေါ့ဒါပေမဲ့ဘာမှဖြစ်မလာပါဘူးအင်ကြီးအိုကြီးရဲ့အပေါက်တွေကြားထဲကလေးတွေကတိုးဝင်နေတော့မယ်ဖက်နဲ့အိုကြီးအောက်ကခဲလုံးတွေရဲ့အထီးတွေရလည်းရှိနေတော့မယ်အဲဒီညမှာလေသူဟာပန်းချန်တွေကခုံတန်းလျက်ပေါ်မှာပဲအိတ်ခဲရရှာတယ်။ရဲနှင်းငယ်ကြားတဲ့အခါတက်တိုင်တစ်ခုပေါ်မှာကတ်ထားတဲ့စာတူလေးတစ်စောင်ကိုသူတွေ့သွားတယ်။စာထဲမှာတော့ရှီလက်စွပ်ပျောက်ဆုံးနေပါသည်ပြန်တွေ့သူအားဆုလိုက်အမြောက်များပေးပါမည်ဆက်သွယ်ရန်မစ္စတာထရီယာအမတ်30ထေးလန်းလို့ရေးထားတာပေါ့။အဲ့လိုနဲ့ခွေးကိုကြီးကတထေးလန်းစီကိုချက်ချင်းအပြေးသွားခဲ့တယ်။မစ္စတာထရီယာဟာသူ့ရဲ့လက်စွပ်ကိုပြန်ရတဲ့အတွက်အတိုင်းမသိဝမ်းသာသွားပြီးခွေးကိုကြီးကိုအထက်ထက်ခါခါကျေးဇူးတင်လို့တင်ကားပြတွေအပြည့်ဖြည့်ထားတဲ့ငွေအိတ်ကြီးတစ်အိတ်ကိုဆုလက်အဖြစ်ပေးလိုက်ပါတော့တယ်။အဲ့ဒီငွေတွေနဲ့ခွေးကိုကြီးကနှွေးထွေးတဲ့တောင်းမွေးအင်းကြီးအစ်စ်ခိုင်ခန့်တဲ့ဖက်နှက်တစ်တွေကိုဝယ်ယူခဲ့တယ်။ငွေတွေအများကြီးကျန်နေသေးတာကြောင့်တာယာဆိုပြေတဲ့အိမ်လေးတစ်လုံးကိုလည်းဝယ်လိုက်နိုင်ပါပြီ။အဲ့ဒီနောက်မှာတော့ခွေးကိုကြီးဟာပန်းချန်ထဲမှာဘယ်တော့မှပြန်မအိတ်ခဲ့ရတော့ပါဘူး။ပုံမြင်လေးကတင်ငင်းစာကတော့စစ်တောင်းတွေပြေဝါဖို့လမ်းစာပေါ်နေပြီဆိုရင်တော့မှအချိန်တန်မှဖြစ်လာမှာမို့လို့အရန်ကြီးအလော်တစီမလုပ်တင်ဘူးပေါ့။ပြီးတော့ဒီဇလန်လေးကစိတ်ရှိသီးခံခြင်းအသီးပွင့်ကိုဖော်ပြထားတဲ့သင်ခန်းစာယူစရာပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။